ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်တို့ရွာမှာလူတွေကိုကြောက်လန့်စေပြီးဝမ်းနည်းစရာလည်းဖြစ်တဲ့ဥပိတလူဆိုတဲ့အဖိုးကြီးတယောက်ကြောင့်ပုံမြင်တစ်ခုရှိခဲ့ပါတယ်။ဒီဇလန်ကတာမန်ပုံမြင်မဟုတ်ပဲထူးဆန်းလို့နေခဲ့တာပါ။လူတွေရဲ့နေစဉ်ဘဝကိုပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားမျိုးရှိတယ်လို့ဆိုရပါလိမ့်မယ်။ကျွန်တော်မွေးကင်းစအရွယ်ကလေးကနေစပြီးဒီပုံမြင်ကိုကြားခဲ့ရတာပါ။အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ရွာဟာဒေါ်အုပ်ကြီးတွေနဲ့ဝိုင်းထားတဲ့အလွန်ငြိမ်းချမ်းလာတဲ့နေရာလေးတစ်ခုပေါ့ဗျာအိမ်တွေကဝါးတွေတစ်သားတွေနဲ့စောက်ထားတဲ့အိမ်ကြီးတွေအိမ်ရှိမှာငှက်ပြောပင်တွေအုံပင်တွေစိုက်ထားပြီးလှပတဲ့ရှုခင်းတွေနဲ့ပြည့်နှက်လို့နေတာပေါ့ဒါပေမဲ့ဒီလိုငြိမ်းချမ်းတဲ့ရွာလေးထဲမှာဥပိတလူဆိုတဲ့လူကြီးအကြောင်းကလူတိုင်းရဲ့ပါဇက်ဖြားမှာပြောစရာဖြစ်လို့နေခဲ့ပါတော့တယ်။ရွာထဲမှာဥပိတလူအကြောင်းပြောလိုက်တာနဲ့အရက်သမားတွေတောင်ညနေမှအိမ်ပြန်တဲ့အကျင့်ကိုပြောင်းလိုက်ကြပြီးနွားသွင်းချိန်ရောက်တာနဲ့အရက်ဝဲကအိမ်ထဲမှာပဲပုံအောင်ပြီးတောက်ကြပါတော့တယ်။အရင်ကညဘက်လမ်းမပေါ်မှာအရက်နှံတွေတင်းပြီးတရှင်းဆိုရင်အိမ်ပြန်လာတဲ့လူတွေအများကြီးရှိပေမဲ့ဥပိတလူရဲ့အကြောင်းကောလာဟာလာတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့မိုးမရှုပ်ခင်အိမ်ပြန်ရောက်အောင်အပြေးအလွှာလုပ်ကြပါတော့တယ်။အိမ်မှာကလေးတွေငိုပြီးမိဘတွေကိုအနောက်အရှက်ဖြစ်နေရင်တော့မှအဖိုးပိတလူလာတော့မယ်လို့ပြောလိုက်တာနဲ့ရှက်ရှင်းငြိမ်ကြသွားတတ်ပါတယ်။ညဘက်ငိုပြီးမအိတ်တဲ့ကလေးတွေကိုမိဘတွေကဥပိတလူအကြောင်းပြောလိုက်တာနဲ့အငိုတိတ်ကမျက်လုံးပြူးပြီးစောင်းထဲဝင်ပုံကြတဲ့အထိကြောက်လန့်လို့နေကြတာပေါ့ဥပိတလူဟာဘုံကြီးလူထွက်တယောက်ဖြစ်ပြီးကမဝါစာပေတွေကိုစောက်ထိုးဖတ်နိုင်လောက်တဲ့အထိထူးချွန်တဲ့လူတယောက်ပါလူဖြစ်နေတော့ကလည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့တယောက်တည်းနေထိုင်တတ်သူဖြစ်ပြီးသူ့အိမ်ကရွာရဲ့အစွန်ဘက်မှာရှိလုံနေပါတယ်အိမ်ကလည်းတဲကလေးတစ်လုံးတာဖြစ်ပြီးအဲ့ဒီတဲရဲ့ပပတ်လင်မှာတော့ငှက်ပြောပင်တွေစိုက်ပျိုးလို့ထားတာပေါ့လူတွေအဲ့ဒီဘက်ကိုဖြတ်သွားရင်အကြောက်တရားတွေနဲ့အတူခြေလမ်းတွေကိုမြ мян လှမ်းပြီးထွက်သွားကြပါတယ်သူကစကားလည်းနေတဲ့သူတယောက်ပေါ့တကားတလေဈေးထဲမှာ9ရောက်ရင်တော့မှမေးရင်တခွန်းပြေမမေးရင်ဘာမှပြန်ပြောပါဘူးဒါပေမဲ့သူသေးပြီးတစ်စေဖြစ်သွားတော့ပို့လို့တောင်ကြောက်စရာကောင်းလို့နေတာပေါ့ဘုံကြီးတွေတောင်သူ့ကိုကြောက်လန့်လို့နေခဲ့ကြပါသေးတယ်မနက်ခင်းစွန်ခံထွက်ဖို့ဘုံကြီးတွေပြင်ဆင်နေကြတဲ့အချိန်ဘုံကြီးကျောင်းထဲမှာမနေ့စောစောလှုပ်ရှားတန်တွေကစတင်ထွက်လို့လာတာပေါ့ဥပိတလူရဲ့ဝိညာဉ်ကဘုံကြီးကျောင်းရဲ့ရှေ့မှာစုပ်ပြတ်တတ်နေတဲ့ပုံစံနဲ့ရက်နေတက်ပြီးသူပုံစံဟာလူတယောက်လိုမဟုတ်တော့ပဲအဝတ်အစားတွေကစုပ်ပြက်ကမျက်နှာကဖြူဖက်ဖြူရောနဲ့မျက်လုံးတွေကအနက်ရောင်ပြည့်နှက်လို့နေပါတယ်နေမထွက်ခင်ဘယ်ဖုန်းကြီးမှမထွက်ရဲကြပဲရှိလို့နေခဲ့ကြတာပေါ့ဦးကုန်းရဲ့နေရောင်ကြီးထွက်ပြီးနေမြင့်တဲ့အရှင်ရောက်မှပဲရွာထဲကိုစွန့်ခံကြွားကြပါတော့တယ်။နေတွေကြာလာတာနဲ့အမျှဥပိတလူရဲ့အကြောင်းဟာတဖြည်းဖြည်းပျောက်ကွယ်လို့သွားတော့တာပေါ့။ဥပိတလူမှာမောင်ထွန်းကြိုင်လို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ်။တရွာလုံးကတော့ထွန်းကြိုင်လို့မခေါ်ကြပဲအယိုးလိုသာနာမည်ပြောင်းလဲခေါ်ပေါ်ကြတာပေါ့။ဦးယိုကတာမန်ရွာသားတစ်ယောက်ဖြစ်ပြီးငါးဖန်းကအတန်မွေးတဲ့တငါတဲ့အလုပ်ကိုလုပ်ကင်လို့နေတာပါနေတိုင်းမနက်ခင်းမိုးမလင်းခင်ရွာဦးကျောင်းကတုံးမောင်းခုတ်တန်ကြတာနဲ့အိယာတွေကနေထားကမြစ်ကမ်းနားကိုတွားလို့နေတာပေါ့နေမထွက်ခင်ညကထောင်ထားတဲ့ပိုက်ထဲကငါးတွေကိုဖမ်းပြီးစုပ်ပြက်နေတဲ့ဓာတ်မြေဩဇာအိတ်ထဲငါးတွေကိုထဲကဈေးကိုထမ်းလို့လာပါတော့တယ်တခါတလေငါးများများရလိရှိပြီးတခါတလေနည်းနည်းပဲရပေမဲ့ဦးယိုကဘယ်တော့မှမညီပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့သူ့အလုပ်ကိုလုပ်တတ်သူတယောက်လည်းဖြစ်လို့နေတာပေါ့ဦးယိုဟာနမဲနဲ့လိုက်အောင်ခန္ဓာကိုယ်ကပိန်လှီးပြီးအယိုးရှိနဲ့ကအရေကုန်ကပဲဖုံးထားသလိုမျိုးကမ္မထမ်းရုပ်ပေါက်လို့နေပါတယ်မိုးမောက်ပြောင်ဝင်းနဲ့နှစ်ဖူးနဲ့ကိုယ်တွေကနေကျွတ်ထမတွက်ပြိုင်ပြိုင်ထနေတဲ့နံရိုးတွေကြောင့်ဦးယိုကိုမြင်ရတဲ့သူတိုင်းအထူးအဆန်းဖြစ်လို့နေတာပါဦးယိုကရသမျှငါးတွေကိုဈေးတွေကငါးတယ်ရီစီကိုတွားပြီး3-4កောင်လောက်ရှိန်ကရောင်းလေးရှိပါတယ်ဒီထဲမှာဦးယိုရောက်လာရင်လူတွေကသူ့ကိုအနှဲငယ်စူးစိုက်ကြည့်လို့နေတာပေါ့ဦးယိုကလည်းတလောကလုံးကိုဂယုမဆိုင်တဲ့အချာနဲ့မလို့အရင်ဘသူနဲ့မှစကားမပြောပဲတယောက်တည်းအထာကျကျရှောက်လို့လာပါတယ်သူရဲ့ဒီလိုတိတ်ဆိတ်မှုကလူတွေအတွက်ထူးဆန်းပြီးကြောက်စရာဖြစ်လို့နေတာပေါ့ရွာထဲမှာရှိတဲ့ကလေးတွေကိုမိဘတွေကဦးယိုကိုကြောက်ဖို့အတွက်တင်ပေးထားကြတာဖြစ်ပါတယ်လမ်းမှာဦးယိုနဲ့ဆုံရင်ကလေးတွေကမျက်လုံးပြူးပြီးအော်ရင်းနဲ့ထွက်ပြေးကြတဲ့အထိကကြောက်လန့်လို့နေကြတာပေါ့တခါတလေသူ့ကိုလမ်းမှာတွေ့ရင်ကလေးတွေကအိမ်ဘောကိုပြန်ပြေးတက်ပြီးစောင်းထဲဝင်ပုံလို့နေတာပါ
ဦးယိုဟာရွာရဲ့အစွန်ဘက်မှာမြက်ကန်းသားနဲ့နီးတဲ့နေရာမှာသူ့မြေကွက်လေးတစ်ကွက်ရှိလို့နေပါတယ်။အဲ့ဒီမြေကွက်ပေါ်မှာဝါးတွေတစ်သားတွေနဲ့တဲလေးတစ်လုံးဆောက်လို့ထားကြတာပေါ့။တဲရဲ့အပေါ်မှာအုံရွက်တွေနဲ့မိုးထားပြီးအောက်မှာတော့ဝါးကြမ်းခင်းလို့ထားပါတယ်။တဲရဲ့ပတ်ပတ်လည်မှာတော့ငှက်ပြောပင်တွေအများအပြားစိုက်ထားတာကိုတွေ့ရပြီးငှက်ပြောပင်တွေရဲ့အရွက်ကြီးကြီးတွေနဲ့တဲကိုဝိုင်းထားသလိုမျိုးဖြစ်ကလေတိုင်းရင်ငှက်ပြောရွက်တွေကလှုပ်ရမ်းလို့နေပါတော့တယ်။ရွာရဲ့ရှေးလူကြီးတချို့ကလည်းဦးရိုးရဲ့အဖေဦးပေတလူကြီးရဲ့ဝိညာဉ်ကမကျွတ်မလွတ်သေးပဲငှက်ပြောပင်မှာကပ်နေတယ်လို့ယုံကြည်နေခဲ့ကြပါတယ်။ဦးရိုးဟာတနေ့တာကုံဆုံးသွားတဲ့အခါမှာမော်ပန်သမျှတွေကိုအိမ်ရှိကကွပစ်ကလေးမှာထိုင်းရင်အနားယူလို့နေပါတယ်။အပေါ်အင်ကြီးကိုရှွတ်ထားလိုက်ပြီးကွပစ်ပေါ်မှာအကြအနာထိုင်ကမျက်မှောင်ကျုံလိုက်ပြီးသူ့လက်ထဲကစေးပြင်းလိုက်ကြီးကိုတစ်ချက်မီးညီလိုက်ပါတယ်။စေးပြင်းလိုက်ကိုမိခိုငွေထွက်လာတဲ့အထိအားရပါရရှိုက်ဖွာရင်လူစည်းစိမ်ကိုခံစားလို့နေတော့တာပေါ့စေးပြင်းလိုက်ကထွက်လာတဲ့ရနံ့တစ်မျိုးကလေထဲကိုပြန့်လွင့်လို့သွားပါတယ်ရွာတွေကလူတွေဦးရိုးရဲ့အိမ်ရှိကိုဖျက်သွားတဲ့အခါမှာတော့အကြောက်တရားနဲ့ရှေးလန်းတွေကိုမြ мян လန်းပြီးထွက်သွားကြပါတယ်။ဦးရိုးရဲ့ခြံထဲမှာတရေတစီမွေးထားတဲ့သူတွေကောလာဟာလာကတရွာလုံးကိုပြန့်နှံ့လို့နေတာပေါ့။ရွာသားတော်တော်များများကအစပိုင်းမှာတော့ဘာသက်သေမှမရှိတဲ့အတွက်ဒီကောလာဟာလာတွေကိုဘယ်သူမှမယုံကြပါဘူး။ဘယ်သူကစဖြန့်တာလဲဆိုတာကိုလည်းမသိပေမဲ့တချို့ကတော့ဦးရိုးရဲ့တိတ်တိတ်ဆိတ်ဆိတ်ထူးဆန်းတဲ့ပုံစံကြောင့်ဒီကောလာဟာလာဖြစ်လာတယ်လို့ထင်တဲ့ရွာသားတွေကလည်းရှိလို့နေတာပေါ့ဒါပေမဲ့တညမှာတော့ရွာတွေကလူငယ်လေးနှစ်ယောက်ဟာငပြောတော်ဘက်ကိုသွားဖို့အတွက်ဦးရိုးရဲ့အိမ်ရှိလန်းကိုရောက်လို့လာပါတယ်။အဲ့ဒီညကအေးဆက်နေပြီးတိတ်ဆိတ်လို့နေခဲ့တော့တာပေါ့။အလွန်ဆက်စုတက်တဲ့ဖက်တီးလို့ခေါ်တဲ့စိတ်အိမ်ကောင်းရဲ့သားနဲ့ဈေးထဲမှာကိုစုံဆိုင်ဖွင့်ထားတဲ့လောရှီဆိုတဲ့တငယ်ချင်းတယောက်ဟာထိန်ထိန်သားနေတဲ့လာရောင်အောင်မှာတူတူတိတ်တိတ်စကားပြောရင်အိမ်ရှိကိုရောက်ရှိလို့လာပါတယ်။ဒီကောင်လို့ရှိဒါဦးရိုးရဲ့အိမ်ပဲကွာတလက်စားတဲ့ရွာသားတွေပြောတာဟုတ်လားမဟုတ်လားဝင်ကြည့်အောင်ကွာဖြစ်ပါမလားဖက်တီးယာကြည့်လဲလို့အောင်တော့ငါတရေကြောက်တယ်ကွာဦးရိုးရဲ့အိမ်ကငှက်ပြောပင်တွေဟာအရွက်ကြီးတွေရှည်ထွက်နေကြတာကြောင့်လမ်းကိုအနေငယ်ထိုးထွက်ကအုံဆိုင်လို့နေပါတယ်လေတိုင်းတိုင်းငှက်ပြောရွက်တွေဟာတရေတွေများကခုန်နေတဲ့အလားလှုပ်ရမ်းလို့နေကြတော့တာပေါ့ဖက်တီးနဲ့လောရှိလဲဦးရိုးရဲ့ရှန်တွေကိုဝင်လိုက်တာနဲ့တင်မြေပြင်ပေါ်မှာအသားတုံးတချို့နဲ့ကလေးစားတွေပြန့်ကျဲနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီကလေးစားတွေကလူဦးမဟုတ်ပဲတရိษံဦးတွေဖြစ်ပြီးနိုင်ပေါင်းများစွာထားတာနဲ့တူလို့နေတာပါရင်ကောင်းတွေဟိုတက်ဒီတန်နဲ့ဆက်ဆုပ်စရာကောင်းလာအောင်အနံ့ဆိုးတွေကထက်လို့နေတော့တာပေါ့နန်းလာကြီးလားကွာဘာနဲ့ကြီးလဲကွာထွီးဒီမှာတွေ့လားအသားစားတွေနဲ့အတွင်းကလေးစားတွေပဲကွာတွေကနေအနံ့တွေနန်းနေတာငါပြောတာမမှားဘူးဆိုတာမင်းတွေးပြီမလားဖက်တီးလဲမြေကြီးပေါ်ကိုဒူးတစ်ပတ်ထောင်းချလိုက်ပြီးအနီးကကြီးကအာရပါရပြောလိုက်ပါတယ်ဒီတိုင်းဆိုမင်းပြောသလိုဒီလူကြီးကတရေတစီတွေမွေးထားတယ်ဆိုတော့အမှန်ပဲပေါ့ဒီအသားစိမ့်တဲ့ဦးတွေကတရေတွေစားထားတာပဲဖြစ်ရမယ်လောရှိကလည်းအန်အော်တဲ့အတန်နဲ့ပြောရင်ထိထိပြပြဖြစ်လို့နေပါတယ်ဒါပေမဲ့နေအောင်ဒါကိုကြည့်ရတာတစီကျွေးတာတဲ့ဦးရိုးကိုယ်တိုင်စားတာများဖြစ်နေမလားမသိဘူးကွာဒီလူကြီးကဖုတ်ဝင်နေတယ်လို့ပဲဟုတ်တော့တယ်မင်းပြောတာဟုတ်တယ်လို့ပဲနော်အဲ့ဒါလည်းဖြစ်နိုင်တယ်ကွာသူ့ပုံစံကိုကြည့်ပါလားကွာနဖူးကမောက်မောက်ခန္ဓာကိုယ်ကလည်းအယိုးပေါ်အရေးတင်းနဲ့တေးကြတယ်ဖုတ်တကောင်ဝင်ကက်နေရပဲဖြစ်ရမယ်အဲ့ကြောင့်အခုလို့သူအလုံးလုံးနိုင်နေတာပေါ့ဟုတ်တယ်တေးကြတယ်ဒီလူကြီးစီမှာပိုးကက်နေတဲ့ဖုတ်ကောင်ကြီးမလားခင်ရွာကိုအသိပေးရမယ်ဘယောကဆရာနဲ့နှင်ထုတ်ခံရမယ်ဟဲ့ဖက်တီလဲဆရာကြီးဆိုင်နဲ့မန်ပါပါလေးပြောလိုက်ပါတော့တယ်ဒီလိုနဲ့ဖက်တီနဲ့လော်ရှီတို့ဟာအပြန်အလှန်စကားပြောနေကြတော့ဦးယိုကပိုက်ထောင်ပြီးရှေ့လန်းတွေကဖြည်းဖြည်းချင်းနဲ့လမ်းကပြန်လဲရောက်ရှိလို့လာပါတော့တယ်သူတို့နှစ်ယောက်လည်းမြေကြီးပေါ်ကအရာတွေကိုငုံကြည့်နေတာမလို့ဘာမှသတိမထားမိပဲရှိလို့နေတာပေါ့ဟေးမင်းတို့ကောင်ဘာလုပ်နေကြတာလဲဦးယိုကတူတူနဲ့လက်နဲ့ရှန်ချိုင်မေးလိုက်ပါတယ်။သူ့အတန်ကအနှဲငယ်အနေပြီးလေထဲမှာပြန်လွင်လို့သွားတာပေါ့။ဦးယိုကအသက်60ကျော်လောက်အရွယ်ရှိပြီးသူ့စပင်တွေကဖြူဖွေးလို့နေကမျက်နှာမှာအရေးအကြောင်းတွေကရှိလို့နေတာပေါ့။သူ့အဝတ်အစားကဟောင်းနှွမ်းနေပြီးအနှဲငယ်စုပ်ပြက်လို့နေပါတယ်။ကျန်းမာရေးမကောင်းတာကြောင့်မျက်ကွင်းတစ်ခုလုံးရှိုက်နေခဲ့ပြီးဟောက်ကွက်အနေအထားဖြစ်လို့နေတာပေါ့။ဖက်တီနဲ့လော်ရှီတို့လည်းအတန်ကြားရကိုမောကြည့်ခဲ့လိုက်ပါတော့တယ်။ရုတ်တရက်ဦးယိုကိုမြင်လိုက်ရတဲ့အခါမှာတော့မျက်လုံးပြူပြီးအတန်ကျဲကြီးနဲ့ငဲတန်းပေါင်းအော်ဟစ်တော်တာပေါ့ဖက်တီကလောရှီကိုမိထားပြီးကြောက်အားလန့်အားနဲ့ရှန်စီယိုးကိုဂျွန်းထိုးခုံကြော်ကထွက်ပြေးပါတော့တယ်ဖုတ်ကောင်ကြီးတသေးကြီးငါ့ကိုကိုက်စားတော့မယ်ကဲကြပါဦးဖက်တီလေအော်ရင်ခြေထောက်တွေမြေကြီးနဲ့လွတ်နေတဲ့အလားပြေးပါတော့တယ်
ဒီကောင်ဖက်တီငါကိုလည်းစောင်းလေကွာတယောက်တည်းမထားခင်နေကွာဖိုးကောင်ကြီးလိုက်လာနေပြီလောရှိလေကင်းကိုက်တဲ့အလားအတကုံအောင်ဟစ်ကဂလန်ကလားကြီးနဲ့နောက်ကနေပြေးလိုက်လို့လာပါတော့တယ်ဒီကလေးတွေဘာဖြစ်တာတော့ဟာငါလည်းတကုံးမဲမိလိုက်တာကိုတရေတစီတွေးလိုက်ရသလိုမျိုးပြေးနေကြတော့တာပဲဖုံတွေကြီးပဲကွာနောက်တနေ့မှာတော့ဦးယိုးကထုံးစံအတိုင်းငါဖမ်းပြီးဈေးမှာတွားရောင်းဖို့လုပ်ပါရီဈေးထဲမှာလူတွေကစီကားလုံနေခဲ့ပြီးငါအနက်ဟင်းသီးဟင်းရွက်အနက်တွေကရောပြုံးလို့နေကြတော့တာပေါ့ဈေးသည်တွေကသူတို့ရဲ့ဆိုင်တွေမှာလူတွေကိုဆွဲဆောင်ဖို့အတွက်အော်ဟစ်ရောင်းချလို့နေခဲ့ပါတယ်ဟဲ့ဦးယိုးဈေးထဲရောက်လာပြီဈေးသည်တယောက်ကအဲ့ဒီလိုတီတိုပြောလို့နေပါတယ်အော်ကိုယိုးရေဒီနေ့တော့ငါးတွေထက်မယူသေးဘူးအခုရက်ပိုင်းဈေးရောက်မကောင်းလို့ပါဟော်ရီခုံပေါ်မှာလဲငဖိနဲ့ငကျင်းတွေကျန်နေသေးတယ်ဒီဘက်ဘုံထဲမှာလဲဇလာဘီယာတွေကမနေဘူးကျန်နေသေးတယ်ရှင်ဒေါ်အေးဘုံလေကြောက်ကြောက်ရွံ့ရွံ့နဲ့ညင်လိုက်ပါတယ်ဒေါ်အေးဘုံကငါးတဲ့တယောက်ဖြစ်ပြီးသူမရဲ့ဆိုင်မှာငါးတွေပုံကျန်လို့နေတာပါသူမကအသက်50ကျော်လောက်ရှိပြီးမျက်နှာကအရည်တွေတွန့်နေခဲ့ပေမဲ့လို့လည်းစကားပြောရင်းနဝင်ရှိုတဲ့လေတံလေးနဲ့ပြောဆိုတတ်တာလည်းဖြစ်ပါတယ်။ဦးယိုကလည်းအော်လို့တခွန်းနဲ့ရေရွရင်ခေါင်းငိမ်ကထွက်လို့လာခဲ့တာပေါ့။အနေငယ်စိတ်ပြက်လို့သွားခဲ့ပြီးရှီလန်းတွေကလည်းအနေငယ်လေးလံလို့သွားပါတယ်။ဒီလိုနဲ့ဦးမြတ်ကျော်ရဲ့ဆိုင်ရှိရာစီကိုထွက်လို့လာတာပေါ့။ပြောဦးမြတ်ကျော်ငါတွေပဲဦးမလားဗျ။ပုံမှန်စီပဲထားပြပါမယ်။လောလောဆယ်ငါးတွေတော့မွယ်သေးပါဘူးဗျာကျုံနောက်ကဝလုံးထဲမှာဆွဲထားတဲ့ငါးတွေတွေ့တယ်မဟုတ်လားအခုတလော့အယောင်းဝယ်တွေကတိတ်မကောင်းဘူးဥယျရဟုတ်ပြီအခုတစ်ခေါက်မြူသေးဘူးဆိုတော့နောက်တစ်ခေါက်မှတွေးကြတာပေါ့ဦးယိုလည်းအဲ့ဒီလိုပြန်ပြောလိုက်ရင်ချိတ်ထားတဲ့ငါးတွေကိုအကဲခက်လို့နေပါတယ်ဦးမြတ်ကျော်ရဲ့ငါးတွေကမနှက်မှရောက်ထားတဲ့လက်လက်ဆက်ဆက်ငါးတွေဖြစ်ပြီးသူ့စီကမယူခြင်းပဲအရေးမိလိုက်ပါတယ်ဒီလိုနဲ့အဲ့ဒီနေ့ကဦးယိုဟာငါးတွေမယောင်းရတဲ့အတွက်တပြားတစ်ချက်မှမရပဲအိမ်ပြန်လာခဲ့ရတာပေါ့သူအိမ်ပြန်လာတော့လမ်းမှာလူတွေကသူ့ကိုစိုက်ကြည့်ကြပါတယ်တချို့ကလည်းတီးတိုးပြောဆိုနေကြတာပေါ့ဒါပေမဲ့ဦးယိုဟာဘာကိုမှဂရုမစိုက်ပဲခေါင်းငိုက်ဆိုင်နဲ့ရှောက်လို့လာပါတယ်အိမ်ပြန်ကန်ဒီမှာသူကအိမ်ကိုမပြန်သေးပဲတွားနေကြဘုံကြီးเจ้าကိုတွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီကောင်ဖက်တီစွစွနာကဖုတ်ဝင်နေတဲ့ဦးယိုဘုံကြီးเจ้าနဲ့ဝင်သွားတာငါမြင်လိုက်တယ်ကွာ။ကိုလောရှိကမေးစီကိုလက်နဲ့ပိုးရင်စဉ်းစားကပြောလိုက်ပါတယ်။ဘာလို့ကိုဝင်သွားတာလဲ။တိပြီဖုတ်ကောင်ဆိုတော့ဘုံကြီးเจ้าတွေကစွန့်ချက်ဟင်းချန်တွေကိုတွားစားမလို့နေမှာဘောကွာ။အဒီကလည်းခုံပေါ်မှာရှေ့တစ်ဖက်ရှိတ်ထိုင်ရင်ပြောလိုက်ပါတယ်။ဒါပေမဲ့တကယ်ဖုတ်ဝင်နေတဲ့လူကဘုံကြီးเจ้าဝင်းတွေကိုဝင်လို့ရပါမလားကွာဘယ်လိုဝင်နိုင်မှာလဲကွာကိုလောရှိကလည်းပြန်ပြီးထောက်ပြပါတယ်အေးဒိုလန်ထိတ်ကရှေ့မီနောက်မီဘူးလူကြီးပြောတာကြားဘူးတယ်ကွာအဲ့ဒီဘူးကန်နေတဲ့ဖုတ်ကောင်ကပူးထားတဲ့ခန္ဓာကိုယ်ကနေသွေးစုံအစားတွေစားပြီးတဖြည်းဖြည်းအကောင်ကြီးလာတာတယ်ကွာအဲ့ဒီလိုအကောင်ကြီးလာရင်တော်ယုံတန်ယုံဆိုဘယ်မှုတော့မလဲဒါကြောင့်ဘုံကြီးเจ้าတွေကိုလည်းဝင်ရတာနေမှာဘုံကြီးမကြောက်ဖះမကြောက်ဘူးဘုံကြီးကမှစားရင်စားပြမှာနော်အတီးလေထိတ်လန့်တဲ့ပုံစံမျိုးနဲ့ခြေလျားစွာရှင်းပြလို့နေပါတော့တယ်။ရွာရဲ့ဘုံကြီးကျောင်းကရွာထိပ်နားမှာရှိပြီးတောရကျောင်းဖြစ်တာကြောင့်အနီးအနားမှာတောင်ကြားရေတံခွန်လေးတစ်ခုကကြောက်ဆောင်ကြောက်သားကြားကနေစီးကြလို့နေပါတယ်။ဦးရိုးရဲ့ငါးရောင်အလုပ်ဟာထိခိုက်သွားတဲ့အတွက်ကြောင့်မလို့အင်ကြီးချွတ်ကြီးနဲ့ဖမ်းထားသမျှငါးတွေကိုငုံငူကြီးကြီးကတပ်ပြင်းရှာလို့နေရတာပေါ့။ဘယ်သူမှငွေတဲ့ငါးတွေကိုဘယ်လိုလုပ်ရမလဲ။ဘုံကြီးကျောင်းကစီရတော့စီပဲလူလိုက်ရမလား။မဟုတ်သေးပါဘူးလေသူများအတန်နဲ့အကုသို့ဖြစ်နေပါအောင်မယ်မထူပါဘူးအကုန်လုံးပြန်လွတ်ပြီးလိုက်တာပဲကောင်းပါတယ်ဦးရိုးလေခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရှာလိုက်ပြီးငါးတွေကိုပြန်လွတ်ခဲ့လိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့ကျောင်းတိုင်းဆရာတော်ဟာကိုရင်လေးတစ်ပါးနဲ့ကျောင်းသားလေးမောင်ဖိုးတိုးတို့နဲ့အတူရွာလေးကိုစွန့်ခံကြွလို့လာတာပါကိုလောရှိကဆရာတော်ကိုစွန့်လောင်းပြီးတဲ့နောက်ဦးရိုးနဲ့ပတ်သက်တဲ့အကြောင်းစုံကိုမေးမြန်းလျှောက်ထားလို့နေပါတယ်အရှင်ဖေတပည့်တော်ကိုမေးလျှောက်ခွင့်ပြုပါအောင်ဗျာအခုတလောရွာထဲမှာဖုတ်ကောင်တစ်ကောင်တောင်းကျမ်းနေပါတယ်ဗျာကိုယ်တိုင်နှင်ထုတ်ပြီးတော်မူပါဟေးဟုတ်လားကွယ်ဘယ်ကဖုတ်ကောင်တော့တကားရဘုန်းကြီးလည်းမသိရပါလားဘုန်းကြီးလည်းတည်ငြိမ်တဲ့လေတံနဲ့အေးအေးဆေးဆေးလေးပြန်မေးလိုက်ပါတယ်ဆရာတော်ကအသက်တော်50ကျော်လောက်ရှိပြီးဝါတော်20နီးပါးရှိတာကြောင့်တည်ငြိမ်လို့နေရတာပေါ့အရှင်ဗျာတကယ်မသိတာလားဗျာရွာစုံမှာနေတဲ့ဦးရိုးပါဗျာသူကဖုတ်ကောင်တကောင်ပူကက်ခံနေရတာပါဗျာအခုလိုဖြစ်နေတာကလည်းရွာအတွက်လည်းမအေးချမ်းပါဘူးရှင်ဗျာရဲ့တနေ့ကျရင်သူကရွာသားတွေရဲ့ဦးတွေကိုဆွဲထုတ်စားမှာကိုကြောက်နေရပါတယ်ဗျာကိုလောရှိလေထိထိပြပြနဲ့ရှောက်တင်လို့နေပါတယ်
ဟဲ့ငါလို့ရှိဥယိုးတယ်လားသူကဖုံးဝင်ကြရတာလားကွဒါကိုဘေးကတိတာလားလေဘသူကမြင်ခဲ့လို့လေပြောစမ်းမအောင်ဟုတ်တယ်ဗျမကြသေးခင်ကသူ့အိမ်ရှိကငါပြောနေတာမှာကလေးစားတွေပုံနေတာကိုတွေ့ပါတယ်ဗျာပြီးတော့ဥယိုးပြန်လာတော့တပည့်တော်တို့အကုန်လန့်ပြီးပြေးကြရပါတယ်ဗျာတပည့်တော်တို့ရှောင်းပြီးကြည့်နေတော့ဥယိုးကအဲ့ဒီကလေးစားတွေကိုထိုင်စားနေတာကိုမြင်လိုက်ရသေးတယ်ဗျာဦးလောရှိလေဖြစ်ခဲ့သမျှကိုလေလုံးထွားပြီးဆရာတော်ကိုရှောက်ထွားလို့နေပါတယ်ဒါဆိုအဲ့ဒါကိုမြင်နေဆိုတဲ့သူကတကားလေးပေါ့ဟုတ်လားဦးလောရှိလေဘာမှပြန်မဖြေတော့ပဲကောင်းလိုက်ဆိုင်ကြကနေလိုက်ပါတော့တယ်ဘုံကြီးပြောပြမယ်တယောက်ယောက်ကိုဒီလိုလို့ဟိုလိုလို့ဆွဆွဲပြီးမကောင်းပြောတာမဟုတ်မမှန်ပြောရင်အဲ့ဒါကအပြစ်ပဲနော်သူများရဲ့နာမည်ပြအောင်လုပ်ရုံတင်မကဘူးအဲ့ဒီလူကိုထင်တာတက်ပိုးပြီးဒုက္ခရောက်သွားစေနိုင်တယ်တကယ်ပါဗျာတပည့်တော်တယောက်တည်းမဟုတ်ပါဘူးဖက်တီးနဲ့နှစ်ယောက်တူမြင်ခဲ့တာပါဗျာဆရာတော်နဲ့ကိုလောရှိတို့အရှိအတင်ပြောနေကြတာကိုဝေးရှန်ကစွန်းလောင်းဖို့စောင့်နေတဲ့လင်မယားနှစ်ယောက်လည်းအံ့ဩကြီးနာစွန်းလုံးနေပါတော့တယ်။အဲ့ဒီညမှာပဲဥယိုတယောက်ဟာရှောင်းတွေအသေးအတန်ဆိုးလို့လာပြီးဒူးထောက်ချကလေချောင်းတွေကနေသွေးတွေတလဟောအန်စင်းလို့နေကြတာပေါ့။သွေးတွေအန်ရဲ့ကြားကနေအသက်ရှူကျက်လို့လာပြီးခဏအကြာမှာတော့လဲကြကတည်ဆုံးလို့သွားပါတော့တယ်။နောက်တနေ့မှာတော့မြို့ပေါ်ကတပ်ဆိုင်ရာရဲအရာရှိတူဦးရောက်ရှိလို့လာခဲ့ပြီးဥယိုရဲ့အလောင်းကိုအတီးပြူစစ်ဆေးလို့နေပါတယ်။ဖက်တီနဲ့လောရှိအပါအဝင်ရွာတွေကလူတချို့ကဥယိုရဲ့အိမ်ရှိကိုရောက်ရှိလို့လာတာပေါ့ဟဲ့ဥယိုကသူ့အိမ်ထဲမှာလဲကျတည်နေတာကိုတွေးလိုက်တယ်တွေးတွေကပါဇက်ကနေထွက်ပြီးကြမ်းပြေတစ်ခုလုံးကိုပွားနေတာပဲရွာသားတယောက်ကအဲ့ဒီလိုအော်ပြောတာပေါ့ဟုတ်တယ်သူမွေးထားတဲ့တရေတွေကအစာမကျွေးလို့သူ့ကိုပြန်စားလိုက်တာနေမှာဦးတွေအကုန်ထွက်ပြီးတေသွားတာပဲဟဲ့နောက်ထပ်ရွာသားတယောက်ကထပ်ပြောပြန်တာပေါ့ဒီလိုနဲ့တကောင်ကျွဲဥယိုရဲ့အလောင်းကိုဆရာတော်ဦးဆောင်ပြီးမိတကြိုပေးလို့နေပါတယ်။ဥယိုရဲ့ဇာပနာဟာဒီလိုနဲ့ရိုးရှင်းစွာပြီးဆုံးလို့သွားခဲ့တာပေါ့။ဆရာတော်ဦးဆောင်ပေးလို့ပဲလူအနှင်းငယ်လာကြတာမဟုတ်ရင်ဘယ်သူမှမလာကြဘူး။ညနေခင်းမှောင်ရီပြိုးစားအချိန်မှာတော့ကိုလောရှင်နဲ့ဖက်တီတို့နှစ်ယောက်လည်းရောက်တဲ့ရရာတွေကိုပြောဆိုရင်းလေထဲကနေပေါက်ပြားကိုစီနဲ့ရှောက်လို့လာပါတယ်။လာမယ့်နှစ်တော့ငါတို့ဘာကြီးမိုးစဘာဆိုင်ကိုပြောနေပြီကွာငါဘာကြီးကသာမိုးစဘာဆိုင်ရှိနေတာငါကလေလုံးရမှာကိုပြင်းလာပြီကွာအေးလေမင်းပြင်းမယ်ဆိုလဲပြင်းစရာကြီးပဲတစ်ချိန်လုံးလေလုံးဖို့ပဲခိုင်းနေကြတာကိုဒီလိုနဲ့စကားပြောလာကြရင်လူတယောက်ရက်နေတာကိုမြင်လိုက်ရပါတယ်ဟာဟဲ့ကောင်နေအောင်ဟာဟိုမှာကြီးစဲစိတ်လိတ်တောင်းနေတာဘယ်သူနဲ့တူနေတော့ကွာငါမြင်ဘူးနေတယ်လို့ပဲဖက်တီရဲ့စကားအဆုံးမှာတော့ရုတ်တရက်ခေါင်းကြီးနောက်ပြန်လှည့်လာပြီးမြောင်ယုံနဲ့တူတဲ့မျက်နှာထားနဲ့အံ့ကျိတ်ပြီးပြောပါတော့တယ်မြင်ဘူးမှာပေါ့ကွာရွာစုံကဥယိုးလေကွာမင်းတို့တင်နေဖုတ်ကောင်ပေါ့ကွာဖက်တီနဲ့လောရှိတို့လည်းတကူလုံးမှာရှိတဲ့အမွေးအမြင်တွေထောင်လာပြီးခေါင်းတစ်ပန်းကြီးကအာသီးရရောင်တဲ့အထိငဲတမ်းပေါင်းអော်ပါတော့တယ်လက်ထဲမှာကင်ထားတဲ့ပေါက်တူးနဲ့ကော်ပြားကိုပြစ်ရှားပြီးတကြိုးလေးပြေးတော့တာပေါ့အာတရေဖက်တီမာလေသူ့ခန္ဓာကိုယ်ကြီးနဲ့မနိုင်မနှင်းပြေးရင်ခလုတ်တိုက်ကလျှော်လဲလို့နေပါသေးတယ်။တရေဥယိုးလေအတန်နဲ့ကြီးနဲ့တဟားဟာအော်ရီလို့နေရတာပေါ့။အဲ့ဒီညမှာပဲဒေါ်အေးပုံကြီးကမြို့ပေါ်ကမှာထားတဲ့ပစ္စည်းတွေရောက်လာတဲ့အတွက်ကြောင့်နေရာတကျပြင်ဆင်လို့နေပါတယ်။ရုတ်တရက်သူ့နောက်ကနေအတန်ကြီးတန်ကိုကြားခဲ့လိုက်ရတာပေါ့။ငါဝဲပေးငါဝဲပေးငါဖုတ်ကောင်မဟုတ်ဘူး။ဒေါ်အေးပုံလေအတန်ကိုကြားလိုက်ရပေမဲ့လူကိုမတွေ့တာကြောင့်အိတ်ရှင်နေတဲ့ကြားကနေအတန်လာရာကိုပြူးပြဲပြီးလိုက်လို့ရှာပါတော့တယ်။နောက်ဆုံးမှာတော့ပုတ်အေးအနှံ့ကိုရလိုက်ပြီးငါထည့်ထားတဲ့တစ်တာတွေကနေဥယိုတရေဟာတဟားဟာနဲ့ရီလို့နေပါတော့တယ်။မြောင်မျက်နှာနဲ့တူတဲ့တရေဥယိုရဲ့မျက်နှာထားကိုတွေးလိုက်ရတဲ့အခါမှာတော့ဒေါ်အေးပုံကြီးလေကြောက်သေးထွက်ကြကနေရာမှာတင်လဲကျမိမျောလို့သွားပါတော့တယ်။ဘေးနားမှာရှိနေတဲ့ကားစီယာရောက်လာတဲ့အချိန်မှာတော့တရေကြီးဥယိုလေပျောက်ကွယ်လို့သွားတော့တာပေါ့။တရေဥယိုဟာတဖြည်းဖြည်းစိုးတဲ့ဆိုလာခဲ့ပြီးရွာထဲမှာညဘက်အပြင်ထွက်တဲ့လူတိုင်းကိုအနောက်ကနေတကောက်ကောက်ရှောက်လန့်လို့နေပါတယ်။ညနေဆောင်လာတာနဲ့အမျှတရွာလုံးလဲတိတ်ဆိတ်လို့လာပြီးရွာလေလမ်းတွေမှာဆိုရင်လူအပြင်ခွေးတကောင်ကြောင်တမီးမှမရှိရပဲရှောက်ကက်လို့နေပါတော့တယ်။တရွာလုံးလဲကြောက်လန့်လို့နေခဲ့ကြပြီးညင်းနဲ့လာတာနဲ့အမျှလမ်းပေါ်မှာအတန်နဲ့ကြီးနဲ့ရင်နေတဲ့တရေဥယိုရဲ့အတန်ကြီးကိုအတိုင်းသားကြလို့နေရပါတော့တယ်။နောက်တရက်ရောက်တော့ရွာသားတွေလည်းဆရာတော်ရဲ့ကျောင်းကိုဦးမက်ကြီးဦးဆောင်ပြီးစုဝေးရောက်ရှိလို့လာပါတယ်။
အရှင်ဖေဟာဦးရိုးတစီဟာမကျွတ်မလွတ်သေးပဲရွာထဲမှာရှောက်လန့်နေပါတယ်ဖေဟာလူတော်တော်များများကလည်းအလျှောက်ခံရပြီးဖျားတဲ့သူကဖျားတတိမေးတဲ့သူကမေးနေအရှင်နေကတော်တော်လေးကိုစူးနေပါပြီဖေဟာတပည့်တော်တို့ကိုကဲတော်မူပါဦးဖေဟာဦးမကြီးလည်းဆရာတော်ကိုအကျိုးအကြောင်းပြောပြလို့နေပါတယ်ဘုန်းကြီးပြောပြမယ်တေချာနားထောင်ကြကွယ်တကယ်တော့ဦးရိုးကအဆုတ်ကင်ဆာဖြစ်နေတာကြာလာပါပြီကွယ်မြို့ပေါ်သွားပြီးကုသရမှာဆိုတော့ဆေးဖို့မတက်နိုင်ရှာဘူးလေဘုန်းကြီးစီဆေးဖို့ယူဖို့မကြာခဏလာတယ်ကွယ်ဆေးကလည်းဈေးကြီးတော့ဘုန်းကြီးကအရင်ထုတ်ပေးထားတယ်သူက9ရောင်ပြီးရလာတဲ့ပတ်စံကိုအလူခံပုံးနဲ့ထည့်လူတယ်ကွယ်ကြောင်ကိုလည်းတန်ရှင်းရေးလုပ်ပေးသေးတယ်ဒါပေမဲ့နောက်ပိုင်း9ရောင်မရတော့ဆေးဖို့ကိုမယူတော့ဘူးဗျာစိတ်မရတော့ယောဂဆိုပြန်ပြီးတခါတည်းသေးသွားတော့တာပဲကွယ်လော်ရှီနဲ့ဖတ်တီတို့တွေ့တယ်ဆိုတဲ့ကလေးစားတွေကလည်းဘုန်းကြီးအတွက်ဝယ်လာပြီးတာအဲ့ဒါဘေးအိမ်ကခွေးကဆွဲရှာပြီးစားသွားလို့လေဆရာတော်လည်းဖြစ်ကြောင်းကုန်စင်ကိုတပားတည်းရှင်းပြလို့နေပါတော့တယ်ဟုတ်လားဗျာဒါဆိုတပည့်တော်တို့မှားသွားကြပြီပေါ့ကဲပြီးခဲ့တာတွေလည်းဖြစ်ပြီးပြီဆိုတော့တကားကြီးဦးရိုးအတွက်ဘဝကူကောင်းအောင်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးကြပါတကားတို့တရားတော်ရဲ့စကားအဆုံးမှာတော့ရွာသားတွေလည်းတန်ဝေကရလို့နေပါတယ်ရွာသားအလုံးစုပေါင်းပြီးဦးရိုးအတွက်ယေရှုကကုသိုလ်ပြုကြရင်အမြအတမ်းပေးဝေကုန်ကြပါတော့တယ်အဲဒီနောက်ဦးရိုးရဲ့ရှောက်လန်းမှုတွေကိုမတွေ့ရတော့ပဲတိတ်ဆိတ်လို့သွားခဲ့တော့တာပေါ့ဒီဇလန်လေးကိုကြည့်ပြီးကျွန်တော်ရဲ့ရှစ်ပရိသတ်တွေကိုရဲ့အိမ်ပတ်ဝန်းကျင်မှာပိန်ညောင်ပြီးအယိုးပေါ်အရေးတင်ကမ္မထမ်းယုံပေါင်းနေတဲ့သူကိုတွေးတိုင်းဟုတ်ဝင်နေတယ်လို့မမှတ်ယူသင့်မဲ့အာဟာရရှိအောင်အစားအသောက်ကြွေးကကုသိုလ်ယူဖို့အကြံပြုပေးရင်နောက်ထပ်ဇလန်ကောင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ဒီနေရာလေးကနေတောင်းဆိုလိုက်ပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ